မင်းအွန်လိုင်းတို့အုပ်စုကဘာဖြစ်လို့ရွေးကောက်ပွဲလုပ်ချင်နေတာလဲဆိုတော့ဇုတ်ကိုအတင်းလုပ်ချင်နေတာလဲဆိုတော့သူကကျွန်တော် de facto government ပဲဖြစ်တယ်သူ့မှာ de jure မရှိဘူးဒီဖို့ de facto government ဆိုတာကသူတရားမဝင်ပေါ့ဗျာတရားမဝင်ဆိုရနော်ဆိုရတည်းဆိုတာကဒီ de facto ရော de jure ရောနှစ်ခုလုံးရှိရမယ်ခုစစ်အုပ်စုက de facto ပဲရှိတယ် de jure မရှိဘူးဒီဂျူရီဆိုတာကပြည်သူကတရားဝင်လဲပေးပြီးရွေးချယ်ထားတဲ့အစိုးရကိုပြောတာအဲအကြောင်းသူကရွေးကောက်ပွဲလုပ်ပြီးတော့သူကဒီဖက်တိုရောဒီဂျူရီရောနှစ်ခုလုံးရချင်လို့ရွေးကောက်ပွဲကိုစိုးအတင်းလုပ်ချင်တာအခုကြည့်ဗျာအဲ့လိုမျိုးသူ့မှာဒီဖက်တိုရောဒီဂျူရီရောနှစ်ခုလုံးမရှိတဲ့အတွက်ကိုဒီဖက်တိုပဲရှိတဲ့အတွက်ကိုသူဒီကျွန်တော်တို့အရှေ့တောင်အာရှနိုင်ငံတွေမှာရောကမ္ဘာအလယ်မှာရောသူဒီတရားမဝင်တဲ့အစိုးရဖြစ်တယ်သူ့ကိုနာမည်ပေးထားတာကgender cheese မင်းအောင်လိုက်လို့ပေးထားတာတရားမဝင်အခုကြည့်လေကျွန်တော်တို့ IPU ကမ္ဘာပါလီမန်များအဖွဲ့ချုပ် Inter-Parliamentary Union ဆိုပြီးတော့အဲ့ဒီအဖွဲ့မှာ CRPH ကကျွန်တော်တို့ကိုအတိမတ်ပြုတယ်ကမ္ဘာလွတ်တော်များပါလီမန်များအဖွဲ့ချုပ်ကစစ်ကောင်စီကိုအတိမတ်မပြုဘူးအဲ့ဒါဘာဖြစ်လို့လဲဒီဂျူရီမရှိဘူးကျွန်တော် CRPH တို့ NUG တို့ကြတော့ဒီဂျူရီရှိတယ်ပြည်သူကမပေးရွေးချယ်ထားတဲ့အခွင့်အာဏာရှိတယ်ဒါပေမဲ့ဒီဖက်တော့သူ့မှာမရှိဘူးအဲ့ဒါကြောင့်ညောင်းလို့စစ်အုပ်စုကရွေးကောက်ပွဲကိုအတင်းဆွတ်လုပ်ချင်တာဖြစ်တယ်